သူငယ်တန်းကလည်းနှစ်ခါကြားတယ်တန်းကလည်းနှစ်ခါကြားခဲ့တယ်။ကျောင်းမှာပြောင်းလိုက်ရတယ်။အမေကလေဟိုပြီးတော့ကျောင်းပြောင်းလိုက်တော့တယ်။ကျောင်းပြောင်းတဲ့ချိန်မှာတန်းကိုအောင်ပေးလိုက်တယ်ကိုကိုလေ။အောင်ပေးလိုက်တော့တန်းကတော့နှစ်ခါကြားမဟုတ်တော့ဘူးနော်။သူငယ်တန်းကနှစ်ခါကြားသွားတယ်။စာညံ့နေတယ်မပါတော့လေကိုကဟိုဘယ်လိုပြောမလဲအဲ့လိုမျိုးခလေးတွေဆိုပတ်မိုးပေးချင်တာပေါ့နော်မမဆောင်ကန်ကောင်းသွားတာအဲ့တန်းနှစ်ခါကြားတဲ့ချိန်မှာသူငယ်တန်းကတော့နှစ်ခါကြားပြီးပေါ့နော်တန်းကလည်းနှစ်ခါကြားတယ်တန်းနှစ်ခါကြားတဲ့ချိန်မှာကျောင်းပြောင်းတဲ့ချိန်မှာကိုအောင်ပေးလိုက်တယ်ကိုကရှုံးနေတာဒါပေမဲ့ကိုကြောင်သိခါကြောင်မှာကြောင်လို့အောင်ပေးလိုက်တော့ကိုကတန်းကိုရှုံးရတာနဲ့အောင်သွားတယ်အောင်သွားတဲ့ခါကျတော့ကိုကဟိုတန်းကျောင်းသူဟိုနှစ်တန်းကျောင်းသူဖြစ်သွားတာပေါ့နော်အဲ့နှစ်တန်းကျောင်းသူမှာအမေကကျူရှင်ကောင်းကောင်းလေးထားပေးလိုက်တော့ချက်ချင်းပဲအဆင့်ကတက်သွားတယ်ကိုကချက်ချင်း1 2တန်းနဲ့ဝင်သွားတယ်ဟိုအောင်ပေးကဂျုံနဲ့သွားပေါ့နော်တန်းရှုံးနေတာအဲ့နှစ်တန်းမှာကိုကျောင်းပြောင်းသွားအမှတ်တရလေးပါ10တန်းကျတော့နှစ်ချင်းမအောင်သွားကိုကတကယ်ရှုံးကျင်တာ10တန်းမှာကိုကလေဟိုပြောမယ်ကိုကကန်ကောင်းပြီးတော့10တန်းနဲ့10တန်းမှာဂုံနူးတွေအများကြီးရလိုက်တယ်အဲ့တော့10တန်းမှာလည်းမမစာဂုံနူးတွေအများကြီးရမယ်ပဲတကြောင်းလုံးကမှန်းတာလေမှန်းထားတဲ့ချိန်မှာဘာဖြစ်သွားဆိုဘဲပြိုင်လိုက်တော့လေမဲရသွားတော့လေကိုကအဲ့ဘက်မှာပေါ့သွားပြီးတော့ဟိုစာထဲမှာရော့သွားပြီးတော့ကိုကဟိုအောင်လို့ရှိရင်တော့10တန်းမှာဂုံနူးလေးပါလာထွက်မယ်လို့ဒါပေမဲ့ရှုံးဖို့များတယ်ပေါ့ကိုကဟိုဟာလေအင်္ဂလိပ်စာလည်းကိုကဟိုတွေ20ကျော်ဘိုးပဲဖြည့်ခဲ့တာဟိုဟာဘိုင်ဟိုလည်း20ကျော်ဘိုးပဲဖြည့်ခဲ့တာဆိုတော့လေကိုယ်စိတ်ထဲမှာရှုံးမယ်ပေါ့နော်တကယ်ကြတော့မမစာ၄ဘာသာမှာဂုံနူးထွက်နေတာဂုံနူးကဥပမာတင်ချာ100ရှိတယ်ပေါ့နော်တင်ချာ100ရှိတယ် physics 100ရှိတယ်ဆိုလို့ရှိရင်ကိုကလေအဲ့မှာလေ89မှတ်တွေဖြစ်နေတယ်88တို့89တို့အဓိကသူတို့ကလေတကယ်ကိုရမှာ90နဲ့ဟိုဟာပေါ့10မှတ်တွေရမှာကိုက100ပြတော့ပေးမှာမဟုတ်တော့လေကိုက100ဘိုးဖြည့်တာဆိုတော့100တော့ပေးမှာမဟုတ်တော့ကိုက68တွေအကုန်မှန်းတာ